ကဘာပေါ်ကသိပ္ပံပညာတွေဘလောက်ပဲတိုးတက်နေပါစေတချို့သောနေမီဒေသတွေမှာတော့စုံအတက်မော်အတက်နဲ့နာဘဝယုံကြည်မှုတွေကယနေ့ထက်တိုင်ကိုအမြင့်တွင်နေဆဲပဲဖြစ်ပါတယ်။စုံမတွေစုဝေးရလို့နာမည်ကြီးတဲ့နေရာတွေကျင်းစာတင့်နေတယ်လို့ယူဆရတဲ့ကြေးရွာတွေဟာခီးသွားတွေအတွက်ကတော့စိတ်လို့ရှားစရာအကောင်းဆုံးလှုပ်ဝက်ချက်တွေပါပဲ။ဒီနေ့တင်ဆက်ပေးချင်တာကတော့စုံမတွေကြီးစုတယ်လို့တပိုင်းတစ်လျှောက်မှာအမည်တွင်ခဲ့တဲ့ကဘာကျော်နေမီတွေအကြောင်းပဲဖြစ်ပါတယ်။ပထမအဆုံးအနေနဲ့ကတော့အမေရိကန်မက်ဆာချူးဆက်ပြည်နယ်မှာရှိတဲ့စလန်မြို့လေအကြောင်းပဲဖြစ်ပါတယ်။ဒီမြို့ဟာကမ္ဘာမှာစုံမမြို့ရလို့လူသိအများဆုံးနေရာလို့တော့မှပြောလို့ရပါတယ်။1692ခုနှစ်မှာဖြစ်ပွားခဲ့တဲ့စလန်စုံမအရေးကင်းကြောင့်ဒီမြို့ဟာတမိုင်းမှာအမှောင်ထုဖုံးလွှမ်းခဲ့ရပါတယ်။အဲ့ဒီအချိန်ကမိန်းကလေးငယ်တချို့မှာဒိုးဆန်းတဲ့ဝေဒနာတွေဖြစ်ပွားရာကနေစုံမတွေပြူစားတာလို့ယူဆပြီးတော့မြို့သူမြို့သားမြောက်များကိုစုံမဖြစ်ကိုဆွဆွဲကတည်တံပေးခဲ့ကြပါတယ်။ယနေ့ခေတ်မှာတော့ဆလန်မြို့ဟာစုံမတန်တိုင်းကိုအခြေခံတဲ့ပြတိုက်တွေမော်ပစ္စည်းအယောင်ဆိုင်တွေနဲ့ပြည့်နှက်နေကခေတ်သစ်စုံမလို့ခံယူထားတဲ့သူတွေစုဝေးရနေရတစ်ခုကိုဖြစ်နေစေပါပြီ။အထူးသဖြင့်ကတော့ဟော်လိုဝင်းကာလတွေမှာဆိုရင်ဒီမျိုးလေးဟာမော်တက်တွေနဲ့ပြန်လည်တက်ဝင်လာတယ်လို့မျိုးခန်းစားရမှာပါ။နောက်ထပ်စိတ်ဝင်စားစရာနေရာတစ်ခုကတော့နော်ဝေနိုင်ငံရဲ့မြောက်ဘက်ဆုံးမှာရှိတဲ့ဖာဒိုဆိုတဲ့ကြေးရွာလေးပဲဖြစ်ပါတယ်။ဒီနေရာဟာဥရောပသမိုင်းမှာစုံမတွေကိုအပြင်းထန်ဆုံးနှိပ်ကွပ်ခဲ့တဲ့နေရာတစ်ခုဖြစ်ပါတယ်။19ရာစုအတွင်းမှာတော့ဒီဒေသကအမျိုးသမီးအများအပြားဟာစာတန်နဲ့မဟာမိတ်ဖွဲ့ပြီးတော့ပင်လယ်ပြင်မှာမုန်တိုင်းတွေဖန်တီးတယ်ဆိုတဲ့ဆွဆွဲချက်နဲ့အရှင်လက်လက်မီရှို့တက်ခြင်းကိုခံခဲ့ရပါတယ်။လက်ရှိမှာတော့အဲ့ဒီမှာတည်ဆုံသွားတဲ့သူတွေကိုရည်စူးပြီးတော့တိဆောက်ထားတဲ့ Stainless Memory ဆိုတဲ့အဆောက်အဦလေးရှိပါတယ်။ဒီနေရာကိုရောက်သွားပြီဆိုရင်အလုံးကမှအေးဆက်ပြီးတော့ထူးဆန်းတဲ့အငွေသက်တွေကိုခန်းစားရမှာဖြစ်တယ်လို့ရှီဟောင်းစုံမတွေရဲ့ဝိညာဉ်ကဒီပင်လယ်ကန်ဆက်မှာရှိနေစေလို့ဒေသခံတွေကလည်းယုံကြည်ကြပါတယ်။ဥရောပရဲ့အလေဗဟိုဖြစ်တဲ့ဂျာမနီနိုင်ငံမှာလည်းဘရော့ကန်တောင်တန်းကြီးတွေဟာစုံမတွေရဲ့ဗဟိုချက်အဖြစ်ကိုနာမည်ကြီးလွန်ပါတယ်။ဂျာမန်တနိုင်တွေရကတော့နှစ်စဉ်ဧပြီလ30ရက်နေ့ညမှာကမ္ဘာတစ်ဝန်းကစုံမတွေကဒီတောင်ထိပ်မှာစုဝေးပြီးတော့စာတန်နဲ့အတူကားခုံပွဲတွေကျင်းပကြတယ်လို့ဆိုပါတယ်။ဒီတောင်ထဲဟာမြို့နှင်းတွေအမြဲဖုံးလွှမ်းနေပြီးတော့ broken special လို့ခေါ်တဲ့ထူးဆန်းတဲ့လူရည်ကြီးတွေပေါ်လာတဲ့သဘာဝဖြစ်ရဲ့ကြောင့်လူတွေကိုပို့ပြီးတော့ထိတ်လန့်စေပါတယ်။ယနေ့တောင်မှာဒီဒေသမှာစုံမပုံစံအယုတ်တွေအမတ်တရပစ္စည်းတွေဟာအလွန်ကမှရောင်းကောင်းနေစေဖြစ်ပြီးတော့မော်တက်ကိုစိတ်ဝင်စားတဲ့သူတွေအတွက်ကတော့အိမ်မက်နိုင်ငံတစ်ခုလိုမျိုးဖြစ်နေပါတယ်။အာဖရိကတိုက်မှာဆိုရင်တော့ဂါနာနိုင်ငံကစုံမစခန်းတွေဟာအလွန်ကိုမှထူးခြားလွန်ပါတယ်။အနောက်နိုင်ငံတွေမှာတော့စုံမဆိုတာပုံမြင်တစ်ခုလိုမျိုးဖြစ်နေပေမဲ့ဂါနာမှာတော့လက်တွေ့ဘဝဖြစ်ရတစ်ခုလိုမျိုးပြောရမှာပါ။စုံမလို့ဆွဆွဲခံရတဲ့အမျိုးသမီးတွေဟာသူတို့ရဲ့ကြေးရွာတွေကနေနှင်ထုတ်ခံရပြီးတော့ဒီစကန်တွေမှာလာရောက်ခိုလုံကြရပါတယ်။ဒီနေရာတွေမှာတော့မော်တက်တွေထက်လူမှုရေးဆိုင်ရာကန့်သက်ချက်တွေနဲ့ဝမ်းနည်းစရာတမိုင်းကြောင်းတွေကိုပို့ပြီးတော့တွေ့ရမှာပါ။ဒါပေမဲ့ဒေသခံတွေကတော့ဒီမျိုးသမီးတွေမှာထူးခြားတဲ့အစွမ်းတက်တွေရှိနေသေးတယ်လို့ယုံကြည်နေကြဆဲဖြစ်ပါတယ်။အချို့အပြင်ပြောမယ်ဆိုတော့စုံမတွေကြီးဆိုတဲ့နေမျိုးတွေဆိုတာကျွန်တော်တို့ရဲ့ကြောက်ရွံ့မှုတွေယုံကြည်မှုတွေနဲ့စိတ်ကူးယဉ်မှုတွေပေါင်းစပ်ထားတဲ့နေရာတွေပဲဖြစ်ပါလိမ့်မယ်။ဒီနေရာတွေဟာမှောင်မိုင်းတဲ့တမိုင်းကြောင်းတွေရှိခဲ့ပေမဲ့လို့ယနေ့ခေတ်မှာတော့လူသားတွေရဲ့လှုပ်ဝက်ဆန်းပြတဲ့ရှင်ကျေးမှုတွေကိုတော့လေးလာနိုင်တဲ့ကဘာကျော်နေရာတွေဖြစ်လာပါတယ်။တင်ရုံဒီလိုမျိုးမော်တက်တွေနဲ့စုံမတန်တိုင်းတွေလွှမ်းမိုးထားတဲ့နေမြေတွေကိုကိုယ်တိုင်တွားရောက်လေ့လာဖို့တည်ရှိလား။အမောင်တွေထဲမှာကျွန်တော်တို့မသိနိုင်တဲ့အစွမ်းတက်တွေရှိနေနိုင်တဲ့ဆိုတဲ့အတွေးကလည်းအမြဲတမ်းရင်ခုန်စရာကောင်းနေမှာတော့အသေးကြပါပဲ။